ဒီနေ့တော့ကျွန်တော်နဲ့ရွာထက်ကကိုကြီးတယောက်မြေပြန့်ဘက်မှာရှိတဲ့ဝန်ရှယ်ရနောက်တမျိုးလည်းမရွာလို့လဲခေါ်တဲ့ရွာစီကိုအလုပ်ကိစ္စလုပ်ဆရာရှိလို့ကျွန်တော်တို့တွားမှာပဲဖြစ်ပါတယ်ဗျမတွားခင်မှာကျွန်တော်ဆိုင်ကယ်ကိုအရင်ဆုံးစီစစ်ကြည့်တာပေါ့နော်စီကြည့်လိုက်တဲ့အခါမှာတော့ကျွန်တော်နဲ့မမရဲ့တွေ့ဆုံမှုရဆက်လို့ပဲကုန်နေပြီပေါ့နော်ကျွန်တော်နဲ့မမကထပ်တွေ့ဖို့ရဆက်မရှိတော့ဘူးဆိုပေမဲ့လည်းဆိုင်ကယ်ကတော့သူ့ကိုထည့်ဖို့စီရှိနေသေးတာပေါ့နော်စီစစ်ကြည့်နေတယ်လို့ဒါပြောတာကျွန်တော်အိမ်မှာတော့တက်စီစားသုံးစီအုံးစီချောစီအကုန်ရှိတယ်ဗျအုံးစီနဲ့ချောစီကိုတော့ကျွန်တော်ပြန်ရောင်းပေးနေတာပေါ့နော်တက်စီနဲ့စားသုံးစီကိုတော့ကျွန်တော်ပြန်မရောင်းပေးပါဘူးဗျဘူအတေးလေးထက်ကိုစီဖိပြီးမို့လို့အခုတော့ဆိုင်ကယ်စီကိုပြန်လာထည့်မှာပဲဖြစ်တာပေါ့နော်မထည့်ခင်ကျွန်တော်တခြားဟာတွေးမိလို့လက်နေရှော်လာတာပေါ့ဗျာဆိုင်ကတူဘောတက်ကကျွတ်တွေကိုဒီလိုအများကြီးဆောင်းလာတာကတော့အလကားမဟုတ်ဘူးပေါ့နော်ညီမလေးအရင်ချရတဲ့ကိုတယောက်ရဲ့ကံဘွားကနေမကျွတ်လို့ချင်လို့ဆောင်းထားရှင်းဖြစ်ပါတယ်ဗျတောင်ပေါ်ရွာကနေဆင်းလာခဲ့တဲ့လမ်းတစ်လျှောက်မှာကျွန်တော်လက်မအားတာမို့လို့ဗီဒီယိုတွေမရလိုက်ရဘူးပေါ့နော်အခုကျွန်တော်တို့တာယာပြန်ပြိုးတဲ့ဝန်ချဲရွာကိုဘေးခလို့မထီဆူမညိပဲအေးစင်းနဲ့ရောက်လာခဲ့ပါပြီဗျဝန်ချဲဆိုတာချမ်းပါတာစကားဖြစ်တာပေါ့နော်မြန်မာဘာသာစကားနဲ့ပြန်ရမယ်ဆိုရင်တရုတ်ရွာလို့တိတ်ပဲရတာပေါ့နော်တရုတ်ရွာလို့တာပြောတာတရုတ်မတွေတယောက်မှရှိမနေဘူးပေါ့နော်မဟုတ်တရုတ်ရှမ်းမရှောလေးတွေတော့ရှိနေသေးတာပေါ့ဗျာဝန်ချေရွာဟာမြေပြန့်ဖြစ်နေတာမို့လို့အဓိကအသက်မွေးဝမ်းကြောင်းကိုတော့လေယာဆဆပါဆိုင်ပြောတာပေါ့ဗျာပြောင်းဆိုင်ခင်းကိုတော့ဒုတိယအသက်မွေးဝမ်းကြောင်းအဖြစ်လုပ်ကြကြတာပေါ့နော်ရှာဖွေစားတော့ရတာလွယ်ပြီးစီးပွားရေးကောင်းတဲ့ရွာလို့လည်းပြောရင်မမားပါဘူးဗျဒီရွာမှာကျွဲတွေမွေးထားရုံဒီမကတည်းပဲမမတွေတိတ်ရှိတဲ့နွားတွေကိုပါအုပ်စုလိုက်မွေးထားတာကိုလည်းကျွန်တော်ထက်မြင်တွေ့ခဲ့ရပါသေးတယ်ဗျကျွန်တော်နဲ့အကိုကြီးတယောက်လာရတဲ့လုပ်ကိစ္စတွေပြီးတော့ပြီးမို့လို့ရွာကိုမပြန်ခင်လေးမှာဝန်ချေရွာကဓမ္မမမကရွာဘုံကြီးကျောင်းကိုထက်ဝင်လာလေလိုက်သေးတာပေါ့နော်ဘုံကြီးကျောင်းမှုဦးအဝေလန်းတစ်ချောင်းမှာပန်းပေါင်းမျိုးစုံတင်းပြန်ရမ်းတွေနဲ့မွေးကြံနေတာမလို့ကျောင်းဝန်းထဲဝင်လာတဲ့လူတိုင်းကိုပန်းခင်းထားတဲ့လမ်းတွေနဲ့လိုက်လဲစွာကျူဆူနေပါတယ်ကျောင်းကိုကျွန်တော်ထက်မြင်တွေ့ခဲ့ရပါသေးတယ်ဗျဘုံကြီးကျောင်းဝန်းထဲရောက်ပြန်တော့လဲပန်းပြန်လာလေးတွေအများကြီးထက်မြင်တွေ့ခဲ့ရသေးတာမို့လို့ကျောင်းထိုင်ဆရာတော်ဟာကွေငယ်ပန်းလေးတွေရဲ့ဥယျာဉ်မှုကောင်းတပါဖြစ်နေတယ်ဆိုတာကိုကျွန်တော်ထက်တိလိုက်ရပါတယ်ဗျဆရာတော်ဟာကျောင်းဝန်းထဲမှာပန်းတွေအများကြီးဆက်ရတဲ့အကြောင်းရင်းကဘုံကြီးကျောင်းဟာတာယာအေးချမ်းတဲ့နေရာဥယျာဉ်တစ်ခုဖြစ်တဲ့ဆိုတာကိုတင်မကတည်းပဲနဲ့ကျွန်တော်တို့ရဲ့စိတ်ထားဟာပန်းလိုလာနေမှလူတိုင်းအပေါ်မေတ္တာထားနိုင်မယ်ဆိုတာကိုသဘောဆောင်ချင်တဲ့အနေနဲ့စိုက်ခဲ့တယ်လို့ကျွန်တော်ထင်မိပါတယ်ဗျဆရာတော်ဟာတတဝါတိုင်းအပေါ်ကိုမေတ္တာထားတယ်ဆိုတာကိုလည်းဒီအလားကျက်တွေမွေးထားတာကိုကြည်ရှင်အဖြစ်တည်နိုင်တာပေါ့နော်ဘုံကြီးကျောင်းရဲ့နောက်ဘက်မှာလည်းတိတိဝါလာမျိုးစုံထက်ဆိုင်ပြိုးနေတာပေါ့နော်အတီးမျိုးစုံရှိနေတာမို့လို့ကျွန်တော်အကုန်ခေါ်မတက်ခဲ့ဘူးဗျကျွန်တော်တီးတာလက်တီးရဟိုဟာတီးရဩစာတီးရတရက်တီးရပဲရှိတာပေါ့နော်โอเคတရက်တီးကအရန်ပေါ်တာမို့လို့ဆရာတော်ကကျွန်တော်တို့ကိုအင်ယူပြန်ဖို့ခုခိုင်းတာပေါ့နော်ဒီအကိုကတော့ဆရာတော်ကတရက်တီးကိုခုခွန်းပြုတ်ပြီဆိုတာနဲ့တရက်တီးကိုမအမနာပဲတုံးနဲ့အရပါရတခါတည်းတန်းထိုးလိုက်တာပေါ့နော်သူထိုးနေတာလေကိုမြင်ပြီးကျွန်တော်ကကြည်ရခက်လာလို့ဝင်ပြောလိုက်တာပေါ့နော်ကိုကြီးဖြစ်ဖြစ်တော့ထိုးပါကိုကြီးဖင်ကိုသူများအဲ့လိုတုံးနဲ့ထိုးရင်ကိုကြီးလည်းကြိုက်မှာမဟုတ်ဘူးလို့ဝင်ပြောလိုက်တာပေါ့ဗျာကျွန်တော်ကအဲ့ကိုကြီးကိုတာပြောနေတာတကယ်တမ်းဘာမှမကူညီပဲနဲ့ဗီဒီယိုတွေရရင်တက်တီးစနေခဲ့တာပေါ့နော်စင်တလုံးမကျေစုတက်တီးတွေကိုတော်တော်များများခုယူလို့ပြီးတော့ပြီးမို့လို့ကျွန်တော်တို့ကဆရာတော်ဖုံးလို့ရအောင်ဆိုပြီးတော့ပြန်တော့လူတန်းမှာပဲဖြစ်ပါတယ်ဗျတရက်တီးကအကြီးတွေပဲမို့ဆရာတော်တော်ရရခက်သွားတာပေါ့နော်ကျွန်တော်နဲ့အကိုကြီးဆရာတော်ကိုကတော့ပြီးတောင်ပေါ်ရွာကိုပြန်တက်လာခဲ့တာပေါ့ဗျာတောင်တက်လန်းကတော့မြင်ရတဲ့အတိုင်းပဲပေါ့နော်ခင်ဗျားတို့ရဲ့ဘဝနဲ့ရုပ်ရည်လိုပဲအရန်ကြမ်းတမ်းတာပေါ့ဗျာဟီဟီကျွန်တော်ကချီလို့ဆတာပါဗျာအဆုံးထိကြည့်ရှုအပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ